ဆိုလေနှစ်ကိုပေါင်20ကတော့ပိတ်တဲ့ထဲမှာပါတယ်နော်ဆို kg နဲ့တွက်ရင်ဆရာတို့10 kg တောင်မပြည့်ဘူးလေနော်9လောက်ပဲရှိတာဆိုတော့အစားတော့ပုံစံလေးတွေမှားတယ်လို့တော့ယူဆတယ်ကွယ်အဲ့တော့အဓိကကမုံတရေစာစားတာများတဲ့ကလေးကထမင်းကောင်းကောင်းမစားဘူးဘာလို့ဆိုတော့တရေစာတွေကအရသာအရန်လေးတယ်အချိုတွေကဲတယ်ဆိုတော့အရသာပေါ့တဲ့ထမင်းကိုတိတ်ပြီးတော့မစားချင်တော့ဘူးဖြစ်တတ်တယ်အဲ့တော့ထမင်းစားမှာအာဟာရရှိတာလားဆိုတော့လေအဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်ဆရာတို့သူကယ်လိုရီလဲလုံလောက်ပါရမယ်ပြီးရင်အာဟာရအုပ်စု6စုပေါ့နော်စုံနေပါမယ်ဆိုလို့ရှိရင်ကလေးအတွက်ကတင့်တော်ပါတယ်နော်အဲ့တော့အားဆေးကဆရာဝန်တွေကအားဆေးကိုအဲ့လိုကြီးမညွှန်ပါဘူးဘယ်သူမှလည်းမညွှန်ပါဘူးဒါပေမဲ့စားတာပါတာတိုက်ချင်တယ်ဆိုရင်တော့ဆရာတို့ license ပါတဲ့အားဆေးလေးတွေကိုပို့ပြီးတော့တိုက်စေခြင်းနဲ့เนาะအဲ့တော့နောက်တစ်ခုကကျတော့2နှစ်ပြည့်ပြီဆိုရင်2နှစ်ကနေစပြီးတော့6လတစ်ချိန်တန်းချပေးစေခြင်းနဲ့เนาะဒီကြားထဲမှာမှကလေးကမထွားဘူးသို့မဟုတ်ကလေးအပေါ်မှာအားမရဘူးဆိုလို့ရှိရင်เนาะကိုပြနေကြကလေးဆရာဝန်သို့မဟုတ်အာဟာရဆရာဝန်တိုင်ပင်ကြည့်စေခြင်းနဲ့เนาะ